အားလေးညိုငယ်ရပါတယ်ပြေလဲအောင်ဖြည့်ရှင်ပါမယ်လေယူကန်ဒီစကားလေးပြောပြတော့မယ်ကျင်နာဆုံးမောင်ရဲ့ချစ်ဆုံးရဲ့နေပါအောင်မလိုက်တော့မှလားမေကျင်နာတဲ့သူလေးရှောင်ပြေးနေတော့ကိုတယောက်တည်းအခုတော့ကြည်ခွဲပြီကျင်သူရဲ့ကိုတယောက်တည်းဆွေးပြီအချစ်ကြီးချစ်ခံမိလို့မုန်းကြီးမုန်းပြီလားတယူသားမဲဆုံးဖြတ်တော့မှလားမေရဲ့အကျိုးကြောင့်လေးမောင်ပြောပြမယ်ကျင်သူရဲ့ခေါ်တဲ့လေးချရင်ချောင်းလေးကိုခဏလောက်လှည့်လို့ကြည့်ပါအော်ပြန်လဲလို့ချစ်ခွေပေးပါအော်လားနောက်တစ်ယောက်တော့မချစ်လိုက်နဲ့အချိန်တွေကြာကြာမေးထားနိုင်သူရဲ့ဒါရာကြီးဟောင်းလေးအလွမ်းတွေပြေပြီကွယ်နိုင်ယူပါကွယ်တောင်းပန်ပါတယ်မေရဲ့ကိုအရှုံးလေးပေးလိုက်မယ်ရှောင်းဖဲကစိတ်ငါမလားလို့အကျဉ်းသားလေးများလဲပြေသနာပါအောင်ကွယ်ခြေပါတော့ချစ်ဦးရန်တို့တွေရဲ့ယူကန်တေးလေးနဲ့ကိုချောမယ်အကျိုးကြောင့်လေးမောင်ပြောပြမယ်ကျင်သူရဲ့ခေါ်တဲ့လေးချရင်ချစ်ဟောင်းလေးကိုခဏလောက်လှည့်လို့ကြည့်ပါအော်ပြန်လဲလို့ချစ်ခွေပေးပါအော်လားနောက်တစ်ယောက်တော့မချစ်လိုက်နဲ့ချိန်တွေကြာကြာမေးထားနိုင်သူရဲ့ဒါရာရီဟောင်းလေးအလွမ်းတွေပြေးပြီကွယ်အနိုင်ယူပါကွယ်တောင်းပန်ပါတယ်မေရဲ့ကိုအရှုံးလေးပေးလိုက်မယ်ရှောင်းဖဲကစိတ်ငါမလားလို့အကျဉ်းသားလေးများလဲပြေသနာပါအောင်ကွယ်ခြေပါတော့အချစ်ဦးရန်မျိုးတွေရဲ့ယူကန်တေးလေး